ဆောင်ချိန်မှာအဆက်ကအရန်ကတွင်းတွေ့နေတယ်ဒီအဆက်တွေရန်စားရင်ကလေးကိုထိမှလားဆိုပြီးကျွန်တော်မေးထားတာလေးရှိရပါတော့အဲ့တော့အဆက်အရန်စားလို့ကလေးကပေါင်မပြေးလားမစိတ်ပဲမွေးသွားတာကလေးပြတ်ကျသွားတာဒီလိုမျိုးကျွန်တော်တို့ scientifically ပေါ့နော်လေ့လာထားတဲ့အရာတော့ကျွန်တော်တို့မရှိဘူးအဲ့တော့ကျွန်တော် no လို့ပဲပြောရမှာပေါ့နော်နောက်ဒါပေမဲ့တခုရှိတာကကိုဝင်ဆောင်ချိန်ကာလမှာမိခင်တွေကဒီအစာအိမ်နဲ့ပတ်သက်ပြီးတော့ထိခိုက်ခံစားလွဲတယ်ပုံမှန်အားဖြင့်အကြောင်းအရာအချက်လက်တွေကတော့ကိုဝင်ဆောင်ဟော်မုန်းတွေကြောင့်လည်းကောင်းနောက်ပြီးတော့ကျွန်တော်ဒီကြီးထွားလာတဲ့ပတ်အိမ်ကအစာအိမ်ကိုသွားဖိတဲ့အခါမှာ gastric reflex ပေါ့နော်ဒီအစာအိမ် acid တွေပြန်ပြီးတော့တက်တာကပိုများတယ်အဲ့ဒီအချိန်မှာဒီပူဆက်တွေကျွန်တော်ထပ်စားလိုက်နေဆိုမိခင်တွေကဒီအစာရင်းနဲ့ဆက်တဲ့လက္ခဏာတွေခံစားရဖို့များတယ်ဒါကြောင့်ကျွန်တော်တို့ကကိုယ်ဝန်ဆောင်မိခင်တွေကိုတော့ပူဆက်တွေအများကြီးမစားစေချင်ဘူးပေါ့နော်